အိန္ဒိယနိုင်ငံမှာတခါကသွေးနီရောင်ရေတွေမိုးကြိုးစင်ပြီးရွာချခဲ့တယ်ဆိုရင်တင်ယုံကြည်မလားဒါဟာရုပ်ရှင်ဇာတ်ကားတွေကမြင်ကွင်းတစ်ခုဒါမှမဟုတ်သိပ္ပံဝတ္ထုတွေကအခန်းတစ်ခန်းမဟုတ်ပါဘူး2000ခုနှစ်ဇူလိုင်လ25ရက်နေ့မှာအိန္ဒိယနိုင်ငံတောင်ပိုင်းကေရာလာပြည်နယ်ရဲ့ရွာငယ်လေးတစ်ရွာမှာသမိုင်းဝင်ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုစတင်ခဲ့ပါတယ်ဒီတစ်ခါတော့အိန္ဒိယနိုင်ငံရဲ့သွေးရောင်မိုးနောက်ွယ်ကဇလန်းအစ်စ်ကိုပြောပြပေးမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားရင်အသေးလေးပေးဖို့မမေ့ပါနဲ့နော်ဇူလိုင်လ25ရက်နေ့မှာကေရာလာပြည်နယ်သားတွေထိတ်လန့်သွားစရာဖြစ်ရပ်တစ်ခုကြုံခဲ့ရပါတယ်မိုးဆက်တွေရွာတယ်ဒါပေမဲ့အဲ့ဒီမိုးဆက်တွေဟာကြည်လင်တဲ့ရေတွေမဟုတ်ဘူးသွေးနီရောင်အရေတွေဖြစ်နေတယ်နောက်တစ်ရက်ရက်ပေါင်း15ရက်ကြာအောင်အဲ့ဒီအနီရောင်မိုးဟာစက်တိုက်ရွာသွန်းခဲ့ပါတယ်တချို့နေရာတွေမှာအနီရောင်တချို့နေရာတွေမှာနီညိုရောင်အဝါရောင်တွေတောင်ရှိခဲ့ပါတယ်ဒေသခံတွေရဲ့အဝတ်အစားတွေအိမ်ခေါင်မိုးတွေစမ်းရည်တွေဟာအနီရောင်နဲ့စွန့်ထင်းသွားခဲ့ရပါတယ်ဒီဖြစ်ရပ်ဟာသတင်းတွေမှာပြန့်နှံ့သွားတဲ့အခါအိန္ဒိယတနိုင်ငံလုံးလန့်သွားခဲ့ရပါတယ်လူအများစုကဒါဟာဖျားရဲ့အမျက်ဒေါသလို့ယူဆခဲ့ကြတယ်တချို့ကနတ်ဆိုးတွေကျိန်စာတိုက်တယ်လို့ထင်ခဲ့ကြတယ်ဘာသာရေးခေါင်းဆောင်တွေကပူဇော်ပွဲတွေကျင်းပဖို့ဟောပြောခဲ့ကြတယ်ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ဒီဖြစ်ရဲ့နောက်ွယ်မှာသဘာဝအကြောင်းရင်းတစ်ခုခုရှိမယ်လို့ယုံကြည်ခဲ့ကြတယ်ဒါဟာဥက္ကာပြန်ကြောင့်လားမီးတောင်ပေါက်ကွဲမှုကြောင့်လားဒါမှမဟုတ်တကယ်လို့သွေးဆက်တွေဖြစ်နေသလားသိပ္ပံပညာရှင်တွေဟာအဖြေရှာဖို့မိုးရေနမူနာတွေကိုစုဆောင်းပြီးဓာတ်ခွဲခန်းကိုပို့ဆောင်ခဲ့ကြပါတယ်။နူးကြီးမှန်ပြောင်းအောင်မှာမိုးရေနမူနာကိုစစ်ဆေးတဲ့အခါသွေးဆဲတွေမဟုတ်ဘူး။အဲ့ဒီအစားသိပ္ပံပညာရှင်တွေဟာအလွန်သေးငယ်တဲ့အနီရောင်အမှုန်လေးတွေကိုတွေးခဲ့ရပါတယ်။အဲ့ဒါတွေဟာလီချင်းအနုဇီဝရည်ညှိလို့ခေါ်တဲ့အနုကြီးမှသာမြင်ရတဲ့အနီရောင်ရည်ညှိမှုန်များဖြစ်နေတယ်ဆိုတာတွေ့ရှိရပါတယ်။ဒီအနုဇီဝရည်ညှိစပိုးတွေဟာပုံမှန်အားဖြင့်ကြောက်တုံးတွေမြေစီလွှာတွေပေါ်မှာပေါက်ရောက်လိရှိပါတယ်။ဒါပေမဲ့ဘလိုနည်းနဲ့မိုးတိမ်တွေထဲရောက်သွားတာလဲ။ဖြေကတော့ပြင်းထန်တဲ့လေဟုန်စင်ဒီနုဇီဝရည်ညှိစပိုးတွေဟာပြင်းထန်တဲ့လေဟုန်စင်ကြောင့်မြေပြင်ကနေလေထုတွေကိုအပေါ်စီးသွားခဲ့တယ်။အဲ့ဒီအမှုန်တွေဟာမိုးတိမ်တွေထဲမှာရေနဲ့ပေါင်းဆက်ပြီးအနီရောင်မိုးဆက်တွေအဖြစ်ရွာချခဲ့တာပါဒါဟာနတ်ဆိုးမဟုတ်ဘူးဖျားဒေါသမဟုတ်ဘူးဒါဟာသဘာဝရဲ့ထူးဆန်းလာတဲ့ဖြစ်စဉ်တစ်ခုပါအချို့သိပ္ပံပညာရှင်တွေကတော့ဒီရည်ညှိမှုန်တွေဟာအာကာသကနေကျလာတဲ့သက်ရှိများရဲ့ရှေးဟောင်းကျွင်းကြံတွေဖြစ်နိုင်တယ်လို့အဆိုပြုခဲ့ကြပါသေးတယ်ဒါပေမဲ့အမှန်တရားကတော့သဘာဝဟာသိပ္ပံထက်ပိုပြီးစမ်းကြယ်တယ်ဆိုတာပါဒီလိုထူးဆန်းတဲ့အကြောင်းအရာတွေသိ